တခါတော့ကနောက်ကြီးတော့ဟာတော့ကြီးတစ်ခုကိုဖျက်ပြီးခရီးနေလာကြတယ်ဒီလိုနဲ့တနေရာရောက်မှာသူတို့တွေကနွားနှကောင်ဟာတွင်းနဲ့ကြီးတဲ့ကိုကျသွားပါတယ်ဒါကြောင့်တခြားနွားတွေဟာတွင်းနဲ့ကြီးနာစုဝေးလာကြပြီးမင်းတို့ကိုငါတို့မကယ်နိုင်ဘူးလို့လမ်းပြောကြပါတယ်တွင်းနဲ့ထဲကနွားနှကောင်ဟာသူတို့ပြောသမျှကိုလစ်လူရှုပြီးတွင်းထဲကနေခုန်ထွက်ဖို့သာကြိုးစားနေကြတယ်ဘလို့ပင်ကြိုးစားတွင်းပေါ်ကိုမရောက်ပဲတွင်းအလယ်နားမှာတစ်နေပါတော့တယ်အပေါ်ကနွားအုပ်ကြီးကလည်းကယ်ဖို့မကြိုးစားပဲလက်လျှော့လိုက်တော့မင်းတို့ဘယ်တော့မှလုံနိုင်မှာမဟုတ်ဘူးလို့သာအကြိမ်ကြိမ်ပြောနေကြပါတယ်နောက်ဆုံးမှာနွားတစ်ကောင်ဟာတွင်းပေါ်ကနွားတွေစကားကိုနားရအောင်ပြီးလက်လျှော့လိုက်တဲ့အခါတွင်းအောင်ထိပ်ကိုပြုတ်ကျပြီးတည်သွားပါတော့တယ်ကျန်နေတဲ့နွားတစ်ကောင်ကတော့မတည်မချင်းဇွဲမလျှော့ဘူးဟုဆုံးဖြတ်ပြီးဆက်လက်ကြိုးစားခုန်နေပါတယ်အပေါ်ကနွားအုပ်ကလည်းလက်လျှော့လိုက်ပြီးအတေခံဖို့သာထပ်ပန်တလဲလဲနားချနေပါတယ်ဒါကိုသူဟာလက်မလျှော့ပဲပူပြီးကြိုးစားကအားကုန်တုံးပြီးခုန်လိုက်တာနောက်ဆုံးမှာတော့တွင်းအပေါ်ကိုရောက်သွားပါတယ်သူအပေါ်ရောက်လာချိန်မှာတော့အပေါ်ကနွားတွေကတန်တော်နေဟာမင်းငါတို့ပြောနေတာမကြားဘူးလားလို့မေးကြပါတယ်ဒါနဲ့နွားကလေးကမင်းတို့ပြောနေတာကိုအောက်ကမကြားရဘူးပါဇက်လုံနေတဲ့အမူအရာတွေကိုအကဲခတ်ပြီးငါတို့ကိုအားပေးနေရလို့ထင်ပြီးစူးစမ်းလိုက်တာဟုရှင်းပြလိုက်ပါတော့တယ်ဒီပုံမြင်ကလေးကနေပြီးတဲ့သင်ခန်းစာကတော့ကိုပြောလိုက်တဲ့စကားတွေကြောင့်တစ်ဖက်သားဘယ်လောက်ထိခိုက်သွားမလဲစိတ်ထင်ရဘယ်လောက်ထိရသွားမလဲခက်မသိရင်တက်ဆုံးရှုံးတဲ့အထိဖြစ်တတ်တယ်ဆိုတာကိုပြသပြီးနေပါတယ်တစ်ဖက်မှာတော့ကိုယ့်ရဲ့အားပေးတဲ့စကားတွေတန်ဖိုးရှိတဲ့စကားလုံးတွေကလူတစ်ယောက်တစ်နှစ်တာအတွက်ဖြတ်သန်းဖို့အားအင်တွေဖြစ်သွားနိုင်တယ်လို့လဲကျနေတဲ့သူကိုမြင့်တင်ပေးနိုင်ပြီးဘဝကိုပါပြောင်းလဲသွားစေနိုင်ပါတယ်ဘလို့ပင်လဲကျနေပါစေဘလို့ပင်ဝေဖန်တိုက်ခိုက်နေပါစေအားမလျှော့ပဲငါပူကြိုးစားဖို့ပူအားထုတ်ဖို့တွန်းအားပေးနေတာဟုနှလုံးသွင်းပြီးကြိုးစားနေမယ်ကူးခတ်နေမယ်ဆိုရင်လုံလအကျိုးကမလွဲမသွေခံစားရပြီငါမလုပ်ရလေခြင်းဟူသောနောင်တသည်မဖြစ်မိတ်ဆွေတို့ဘူးတူတာရမယ်ဆိုရင် like and ဖိုင်လေးလုတ်သွားပြကြပါဦး